စာရာပူဒီမြို့ကရွှေဆိုင်တစ်ဆိုင်မှာဖြစ်သွားတဲ့ဒီသတင်းလေးကိုဖတ်ပြခြင်းပါတယ်12ရက်နေ့8လပိုင်းမှာအမေများနေ့ပေါ့နော်အမေများနေ့မှာဖြစ်သွားတာဖြစ်ပါတယ်ဒီ12ရက်နေ့ကရွှေဆိုင်တစ်ဆိုင်လေးကိုဒီအသက်17နှစ်ကလေးတစ်ယောက်ရယ်9နှစ်ကလေးတစ်ယောက်ရယ်ပေါ့နော်စုစုပေါင်း2ယောက်ညီကို2ယောက်ရွှေဆိုင်လေးကိုဝင်ရောက်လာတယ်ပေါ့နော်ဝင်လာပြီးတော့ရွှေဆိုင်ကတာလေးတို့ဘာလာလို့လဲတော့မေးတော့ကလေးတွေကသူတို့ရဲ့ပါလာတဲ့ကြိုးပိုးအိတ်တွေကဒီပတ်စံလေးတွေပေါ့နော်ထုတ်လိုက်ပြီးတော့ဒီပတ်စံလေးတွေကတာတို့ညီကို2ယောက်မဖို့ထဲကပေါ့နော်စုထားတာဆိုပြီးတော့ရွှေဆိုင်ပိုင်ရှင်ကိုပြောလိုက်တယ်ပေါ့နော်အဲ့တော့ဒီနေ့အမိများနေ့မှာသားတို့ရဲ့အမိကိုကြော့ကျင်တယ်ဆိုပြီးတော့ဒီရွှေဆိုင်ပိုင်ရှင်ကိုအမကိုပေါ့ပြောလိုက်တယ်ပေါ့နော်အဲ့တော့ဒီလောက်နဲ့ဆိုအမေအတွက်ဘာလေးတွေရနိုင်မလဲလို့မေးလိုက်တော့ရွှေဆိုင်ပိုင်ရှင်ကပတ်စံတွေကိုပေါ့နော်ဒီထုတ်ယူလိုက်တဲ့အခါမှာဒီပတ်တတောင်းပေါ့နော်ပတ်တတောင်းရှိပါတယ်အဲ့ဒီနောက်ရွှေတံပိုင်ရှင်ကတန်ဖိုးနဲ့အညီလို့ပေါ့နော်တွက်လိုက်တဲ့အခါကျတော့ရွှေတမူသားရပါတယ်အဲ့တော့ရွှေတမူသားရတဲ့အခါကျတော့ရွှေတံပိုင်ရှင်ကခလေးလေးတွေကိုသူတို့ရဲ့အမိပေါ်ကိုတိတက်မှုကိုသဘောကျပြီးတော့ရွှေအမျက်လည်းမယူဘဲနဲ့ပေါ့နော်တန်ဖိုးရဲ့အမျက်ကိုမယူဘဲနဲ့ဒီအရင်တိုင်းရောင်းချပြီးတော့ဘောင်ချမှာဒီပေါက်တဲ့ဈေးကိုရေးပေးလိုက်တယ်ပေါ့နော်အဲ့တော့ပြီးတော့သားလေး2ယောက်ကိုတယောက်စီကိုနော်1500စီဘတ်1500စီဒီပြန်ပေးလိုက်တယ်ပေါ့နော်ပြန်ပေးလိုက်တယ်ဘဝမှာကံကောင်းပါစေတိတ်ထားတော့ဆိုပြီးတော့ပြောပြီးတော့မကြခင်မှာရွှေဆိုင်ပိုင်ရှင်ကဒီပို့လေးပေါ့နော်တင်ခဲ့တာဖြစ်ပါတယ်တကယ်ကျွန်တော်ရေနော်သူ့ရဲ့အမေကတော့ဘလောက်ထိတောင်မှဒီခြေနဲ့ဝမ်းသာပီတိဖြစ်ပြီးတော့သူ့သားတွေအတွက်ဘယ်လောက်ထိတောင်မှဂုဏ်ယူဝမ်းမြောက်နေမလဲဆိုတာတော့ဒါပြောပြမတတ်အောင်ပဲပေါ့နော်အားလုံးလည်းသိတဲ့အတိုင်းပဲဘယ်လောက်ထိတောင်မှဝမ်းသာနေမလဲမသိဘူးခင်ဗျာเนาะအရန်ဟိုမှာလိမ်မာတဲ့သားလေးတွေဖြစ်ပါတယ်